မင်္ဂလာပါရှင်ဒီနေ့က Road to MDR ဒီနောက်ဆုံး session လေးသင်တန်းတက်ဖို့အတွက်ကျမတို့ဒီ hotel ကိုရောက်ရှိလာပြီပေါ့နော်ဒါကျမတို့ကဒီ video လေးဖန်တီးတဲ့အချိန်မှာထုံးစံနိုင်မဲ့ပေါ့နော်ကျမရဲ့ TikTok ကပျောက်တောက်တွေဖြစ်သွားတယ်ပေါ့အတန်နေအားကြောင့်ကျမလည်းအဆင်ပြေတယ်လို့စီလိုက်တာပါရှင် Through the nights, through the cold, every love would fade away. ဒါကတော့ကျမတို့ opening မိနစ်စောစောမှာနော်ကျမတို့ agency head ရဲ့ energy အပြည့်နဲ့စပြီးတော့သူ့ရဲ့ session လေးစပြီးတော့အချင်းလေးနဲ့ဖတ်လာတဲ့ပုံပဲဖြစ်ပါတယ်ရှင် Final countdown, baby! Make my skies Alright, thank you, Mingaba. you're the Good morning, everyone. Good morning. How are you feeling today? Wonderful, fantastic. Oh yes. အဓိကပြောချင်တာကတော့ဒီမှာကတော့ company မှာကဒီအသက်အမကောင်နဲ့ပတ်သက်တဲ့ရောင်းချတဲ့နေရာမှာပို့ပြီးတော့ professional ဖြစ်အောင်ကိုယ့်ရဲ့ဒီ marketing နဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ customer ပေါ်မှာ service လုပ်ပေးနိုင်တယ်ဆိုတဲ့အသေးစိတ်ပေါ့နော်ဒီမှာ training ကောင်းကောင်းလေးပေးပါရရှင်ကျမတို့ရဲ့ဒီ agency ကနေပြီးတော့သက်ဆိုင်ရာဒီချင်းမင်းတွေကလည်း overseas ကနေပြီးတော့ဆရာတွေခေါ်ပြီးတော့လည်း training ပေးတယ်ဒါရှိမှာက financial planner လုပ်ပြီးဆိုရင်စိတ်မပူနဲ့ training ကောင်းကောင်းတက်ရပါတယ်ဘာမှလည်းကိုယ့်ရဲ့ product တွေ product တွေပေါ်မှာကိုနားလည်မယ် training တွေလည်းတည်ဆောက်တတ်မယ်ဆိုပြီးကိုကအောင်မြင်တဲ့အကြောင်းကိုလည်းလုပ်ဖြစ်တယ်ခြေတွေဖြစ်ပါတယ်ရှင်ဒါကြောင့်မျှဝေစီတာတော့တကယ်ကိုလည်းတော်စရာကောင်းတဲ့တိုင်းကြီးရဲ့ agency ကချာလေးဖြစ်ပါတယ်ရှင်ပထမကဗီဒီယိုလေးကရိုက်ထားတာက file လေးဆက်လိုက်တဲ့အခါကျတော့သူ့နဲ့သူအဆင်ပြေပြီမဲ့အတန်နဲ့ရုပ်နဲ့ကကွဲနေတာပေါ့နော်တစ်ထပ်စီမဖြစ်တဲ့အတွက်ပြန်ပြီးတော့ပြင်လိုက်ရတာဖြစ်ပါတယ်ရှင်အဲ့တော့တချို့နေရာလေးတွေကတော့ဗီဒီယိုရှေ့နောက်လေးနဲ့အနှင်းငယ်လွဲသွားပါတယ်edit လုပ်ပြီးသားကိုပြင်ရတာဖြစ်တဲ့အတွက်ပေါ့နော်ပျောက်တော့ဖြစ်မယ်အဓိကသင်တန်းတက်တဲ့မနက်စာနေ့လယ်စာ tea break အကုန်စီစဉ်ပေးပြီးတော့အဆင်ပြေအောင်လုပ်ပေးထားပါတယ်ဒါကြောင့်ကျမတို့ရဲ့ဒီ diet sheet နဲ့လက်တွဲရတဲ့လူတွေကဂုဏ်ယူစရာအင်မတန်ကောင်းတာကတကယ်ကိုနိုင်ငံတကာကဒီသင်ကြားမဲ့ဆရာတွေကိုလည်းဖိတ်ခေါ်တယ်လို့တကယ်ကိုကျမတို့ရဲ့ special class တွေကိုလည်းတေချာလေးသင်ပေးတာဖြစ်ပါတယ်ရှင်ဒါကြောင့်အားလုံးတွေ့ရအောင်ကျမပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ် make my skies a brighter blue. Every day, every night, you're the reason I feel alive. I was walking all alone through the nights, through the cold. Every love would fade away, but you made me stay. Now I see the world so clear with you standing right here. No more searching, no more doubt. I know what love's about. Only you make my
မင်္ဂလာပါဒီနေ့ကကျွန်တော်တို့ခိုင်းရှိရဲ့ road to Mတရားဒီ training ဆိုတဲ့ session လေးပေါ့နော်ဒါဒီမှာဆုံး session လေးဖြစ်ပါတယ်